ကျွန်တော်နေကြံတုံနေတဲ့ဖောင်းအားသွင်းကျူတွေ power supply တွေလိုပစ္စည်းတွေဟာအန်ဒီရဲ့ကင်းကင်းနဲ့ဘလို့အလုပ်လုပ်တယ်ဆိုတာကိုဒီနေ့နည်းနည်းအသေးစိတ်လေးလာကြည့်ကြရအောင်ခင်ဗျာ ဟုတ်ကဲ့ရှင်ဒီပစ္စည်းတွေရဲ့အတွင်းမှာရှိနေတဲ့အရန်ရေးကြီးတဲ့အစိပ်ပဲလေးတစ်ခု octocoupler အကြောင်းကိုဆွေးနွေးသွားကြမှာပါဟုတ်ပါတယ်အဲ့ဒီ octocoupler ဆိုတာဘာလဲဘလို့အလုပ်လုပ်တယ်လဲပြီးတော့ဘာကြောင့် electronic ပစ္စည်းတွေမှာမရှိမဖြစ်လိုအပ်တာလဲဆိုတာကိုဒီနေ့ဆွေးနွေးသွားမှာထိပါတယ်ကဲဒါဆိုစလိုက်ကြအောင်နော်ကောင်းပါပြီဒါဆိုပထမဆုံးအနေနဲ့ octocoupler ဆိုတာဘာကိုခေါ်တာလဲဗျသူ့ရဲ့အဓိပ္ပာယ်နဲ့အရင်စလိုက်အောင် octocoupler ဆိုတာကလေလက်စစ်ပတ်လန်စက်ကစ်နှစ်ခုကြားမှာဝါယာကြိုးတိုက်ရိုက်မဆက်သွယ်ဘဲနဲ့အလင်းကိုတုံးပြီးတော့အချက်ပြတ်ချစ်တဲ့ signal တွေကိုကူးပြောင်းပေးတဲ့ပစ္စည်းတစ်ခုပါရှင့်အော်အလင်းကိုတုံးတာပေါ့နော်ဟုတ်ပါတယ်သူ့ကိုတချို့က opto isolator ဒါမှမဟုတ် photocoupler လို့လည်းခေါ်ကြပါသေးတယ်ထဲမှာဘလို့တိဆောက်ပုံရှိတယ်လဲဆိုတာကတကယ်စိတ်စားဖို့ကောင်းတယ်ဗျကျွန်တော်တိထားတာကတော့အဓိကအပိုင်းနှစ်ပိုင်းပါတယ်လို့ဆိုတယ်နော်ဟုတ်ပါတယ်ရှင် input ဘက်မှာအလင်းထုတ်ပေးတဲ့ infrared LED တစ်လုံးပါတယ်ပြီးတော့ output ဘက်မှာကျတော့အလင်းကိုဖန်ယူတဲ့ photo transistor လိုမျိုးပစ္စည်းတစ်ခုပါဝင်ပါတယ်ဟုတ်ကဲ့အရေးကြီးဆုံးကတော့လေအဲ့ဒီနှစ်ခုကြားမှာရက်စစ်လုံးဝမကူးနိုင်တဲ့ glass ဒါမှမဟုတ်လေဟာနယ်လို့အကာ isolation barrier တခုနဲ့ခြားထားတာပါပဲဒါဆိုရင်အဲ့ဒီအကာအရန်ကိုဖြတ်ပြီးတော့အချက်ပြတ်ချက်ကဘယ်လိုလုပ်ပြီးရောက်သွားတာလဲဗျာလက်စစ်မှမကူးနိုင်တာအဲ့ဒီနေရာမှာပဲစိတ်ဝင်စားစရာကောင်းသွားတာရှင် input ဘက်က LED ကိုလက်စစ်စီစဉ်ပေးလိုက်တဲ့အခါမှာသူကအနီအောက်ရောင်ချီ infrared အလင်းထွက်လာပါတယ်ဟုတ်ကဲ့အဲ့ဒီအလင်းကအကာကိုဖြတ်ပြီးလို့ output ဘက်က photo transistor ပေါ်ကိုကြာရောက်တဲ့အခါ photo transistor ကခလို့ switch တစ်ခုလိုပွင့်သွားပြီးတော့ output ပတ်လမ်းမှာလက်စစ်စီစဉ်စေတာပါအော်ဆိုတော့ရက်စစ်ချင်းတဟဲ့မထီတွေ့ပဲနဲ့အချက်ပြတ်ချက်ကိုလက်ဆင့်ကမ်းလိုက်တဲ့သဘောပေါ့အတိအကျပါပဲရှင်ဒီလိုဆိုရင်ဒါတွေအားလုံးကဘာကိုဆိုလိုတာလဲဗျဘာဖြစ်လို့ဒီလိုမျိုးရှုပ်ရှုပ်ထွေးထွေးတမင်တကာလောက်ထားရတာလဲအဓိကရည်ရွယ်ချက်ကတော့ electrical isolation လို့ခေါ်တဲ့လက်စစ်ပိုင်းဆိုင်ရာတီးတန့်ခွဲထုတ်ထားဖို့ဖြစ်ပါတယ်ရှင်တီးတန့်ခွဲထုတ်တယ်ဟုတ်ပါတယ်အကြောင်းရင်းတစ်ခုရှိပါတယ်တစ်ခုက safety ပေါ့ baking ဖို့အတွက်ပါ baking ဆိုတာကဘယ်လိုမျိုးလဲခင်ဗျဥမာ voa အမြင့်တဲ့ပလန်ကနေပြီးတော့ Arduino လိုမျိုးချင်းချုပ်တဲ့ voa နဲ့ပစ္စည်းတွေစီကိုလက်စစ်အန်ဒီရဲ့မကြရောက်အောင်ကာကွယ်ပေးတာမျိုးပေါ့ဟုတ်ကဲ့ဒုတိယတစ်ခုကတော့ noise reduction ပါအနောက်အရက်တွေကို short ချဖို့အတွက်ပါလက်စစ်ပလန်တွေမှာဖြစ်တဲ့မလိုဟပ်တဲ့လက်စစ်စီးကြောင်းအနောက်အရက် noise တွေကိုအောက်ဖို့ဘက်ကမရောက်အောင်ဖျက်တောက်ပေးပါတယ်ရှင်အော်ဒါဆိုလက်တွေ့ဘဝမှာတော့ဒီပစ္စည်းတွေကိုဘယ်လိုနေရာတွေမှာအသုံးများလဲပါဥပမာလေးတွေနဲ့ပြောပြပေးလို့ရမလားရတာပေါ့ရှင်နေရာတော်တော်များမှာသုံးပါတယ်ဥပမာကျမတို့သုံးနေတဲ့ဖုန်းကသွင်းကြိုးလို့ SMPS power supply နေမှာပါတယ်ဟုတ်ကဲ့ပြီးတော့ voa နဲ့ microcontroller တွေနဲ့ voa မြင့်နဲ့ relay နဲ့ motor တွေကိုထိန်းချုပ်တဲ့နေရာတွေမှာလည်းသုံးတယ်ပြီးတော့စက်ရုံတွေက control system တွေမှာ noise ကာကွယ်ဖို့အတွက်အဓိကအသုံးပြုကြတာပေါ့အသုံးအများဆုံး model နဲ့မိသားနဲ့တို့ IMS ကအသုံးအများဆုံးကတော့ခြေတော့လက်ချောင်ပါတဲ့ PC ဆန်အောင်လက်နဲ့နေဆိုတဲ့ IC ဖြစ်ပါတယ်ရှင်ကောင်းပြီဗျာဒါဆိုရင်တော့ octocoupler ဆိုတာဟာ electronic PC ရဲ့နောက်ွယ်ကတကယ်ကိုသူရေကောင်းကြောက်လို့ပါပဲနော်ဟုတ်တယ်နော်အလင်းကိုတုံပြီးတော့ရက်ဆက်အန်ရီရောအနောက်ရှက်တွေကိုပါကောက်ွယ်ပြီးရဲ့မမြင်ရတဲ့အကာအရင်တစ်ခုဖန်တီးပေးထားတာပေါ့ဒီနေရာမှာစိတ်ဝင်စားစရာမေးခွန်းတစ်ခုထွက်လာပါတယ်ရှင် octocoupler ကလက်စစ်ပိုင်းဆိုင်ရာကွာဟာမှု gap တစ်ခုကိုဖန်တီးပြီးတော့စနစ်တစ်ခုလုံးကိုအန်ဒီရကင်းစေတယ်ဆိုရင်ဟုတ်ကဲ့နီးပညာနယ်ပယ်မှာဖြစ်စေလူဖွဲ့စည်းတွေမှာဖြစ်စေရှုပ်ထွေးတဲ့စနစ်တွေတည်ငြိမ်ဖို့အတွက်ဒီလိုမျိုးတခြားဘလို့ကွာဟာမှုဒါမှမဟုတ်တီးတန့်ခွဲထုမှုတွေကမရှိမဖြစ်လိုအပ်နိုင်မလဲဆိုတာကတွေးစရာတစ်ခုပါပဲနော်